为什么你不你？အိမ်ကိုပြန်လာပါအိမ်ရှိတယ်နော်ဘုရားသခင်ရှိတဲ့နေရာကျွန်တော်တို့အိမ်ဖြစ်တယ်အခုတည်းအိမ်ပြောင်းနေတဲ့သူတွေအပြစ်တရားကြောင့်အိမ်နဲ့ဝေးနေတဲ့သူတွေရှိတယ်အိမ်ကိုပြန်ရောက်လာတော့ကိုကအိမ်ထဲကနေတကားခောက်တဲ့စောင့်နေတယ်အိမ်ထဲမှာကိုယ်စောင့်နေတယ်သင်ဒီနှလုံးသားထဲမှာတူရှိပြီနှုတ်ကပတ်တော်ကကိုယ်နှလုံးသားထဲမှာရှိပြီဆိုရင်သင်အိမ်ပြန်ရောက်ပြီအိမ်ရောက်သွားတဲ့အခါသင်ဒီမှာမိုးရွှေချင်းမဲ့အန်တော့ခဲ့ခြင်းတခုမှမရှိဘူးလက်တာတွေကကြောက်တယ်တေချင်းရိတ်တွေအားလုံးမရှိတော့ဒီလိုပြင်ဆင်ထားပါတယ်ကျွန်တော်နှစ်ပေါင်းများများဆိုတာတေချင်းရိတ်နဲ့ရှင်နိုင်ခဲ့ရပေမဲ့အခုကျွန်တော်ရဲ့သက်တာထဲမှာစိတ်ပြက်စရာမရှိတော့လိုက်ရှာမတွေ့ဘူးပါအရင်တော့ကျွန်တော်လက်ညှိုးထိုးလို့ကျွန်တော်ကြားစာအရာဖတ်ချင်တယ်ဒါပေမဲ့လက်ညှိုးတွေကိုကျွန်တော်ပြန်တုံ့ပြန်မယ်ဆိုရင်ကျွန်တော်ကြားစာပိုင်းအမြဲတမ်းရက်ပလင်းဘေးနားမှာထောင်ထားတယ်ဘေးနားဒီကောင်ဖျားပြမဲ့အုပ်နေခွဲဆိုကောက်ရိုက်ပြတာပဲပြောအဲ့လိုပြောရင်ပြောမကောင်းဟိုတော့ကျန်းစာတော့လွတ်လွတ်လပ်ဘယ်လိုမရအောင်ဒါပေမဲ့ခုကျေးဇူးတော်ရတယ်လက်ညှိုးတွေပျောက်သွားအဲ့ဒီကောင်တွေသေးကုန်အခုကျွန်တော်လက်ညှိုးထိုးတာမရှိဘူးလက်နာဖတ်ပြီဆိုဒီ
ကျွန်တော်ဆရာတွေပါဆိုအားပေးတယ်ဘာအဲ့ဒါပေါ်ပြတော့ဟုတ်ကဲ့အခုလိုရန်ကောင်းတာတေးချင်းတွေအကုန်ကင်းသွားတယ်ကျွန်တော်ရက်တော့လာတာကြောင့်ဘင်းရှူလာတဲ့ကြောင့်ကိုယ်လည်းသုံးမကြောက်ကွာလင်းလို့လာတို့လည်းမချက်ဘူးလာပြောကြိုင်ကွာအဲ့ဒါအများအဲ့ဒါကောင်းတယ်သုံးဆောင်နေတာဒါပေမဲ့ဒီနေ့ဘုရားသခင်အဲ့ဒါသုံးဆောင်ဆရာမလို့ပဲဖယ်ပြီးလို့ဘုရားသခင်နာမတော်ချီးမွမ်းပါတယ်အခုအိမ်ပြန်ခဲ့ပါဆိုတော့နောက်ဆုံးကျွန်တော်အဲ့ဒါဆိုပြမယ်ကျွန်တော်အားလုံးဟာအိမ်ပြောင်းနေတယ်ဒီနေ့ခရစ်တော်ကိုသိပြီဆိုလို့ရှိရင်ကျွန်တော်အိမ်ကိုပြန်တွေ့ပြီဖြစ်တယ်တားတော်အားဖြင့်ဒါလေးခရစ်တော်ထာကိုရောက်နိုင်တယ်တခြားသားတွေရှိတာတော့မရှိဘူးကျွန်တော်ကိုလေးပြပြောတယ်ကိုလေးပြရတယ်လေအဲ့တရားအဖြူလေးကဘယ်လို့ရှိရင်ကြံတဲ့နေရာကျွန်တော်ပြောကျွန်တော်ရှောက်တယ်တောင်ထိပ်ပဲပြားလေခင်ဗျာဘယ်လမ်းတက်တက်ရောက်မှာပေါ့ဟောကိုလေးကလေတောင်ထိပ်ကတော့ရောက်တာပေါ့ကိုကဓာတ်ကဘာတက်မှာပဲဓာတ်ကဘာကိုလေးကနွားလေးနဲ့တက်မလို့မရဘူးဒုံးမြန်နဲ့ဒိုးရတာအခုလို့ရှိရင်ဘုရားသဘောကောင်းနေဗျခင်ဗျာနွားလေးကိုဒုံးမြန်နဲ့ထည့်လိုက်အဲ့ဒါကြောက်သွားလိမ့်မယ်ဘုရားပြင်မြစ်တယ်ကရုဏာကိုပြောပြတာပါလို့ခရစ်တော်အားဖြင့်ခရစ်တော်ထောင်ပြန်ရောက်တယ်ခရစ်တော်ထောင်ကိုပြန်ရောက်တဲ့အခါမှာကျွန်တော်တို့ဒီလူပြန်ဖြစ်ပြီးဆိုတဲ့အခါကျတော့ရှင်အရာတိုင်းကျေးဇူးတော်ချီးမွမ်းမယ်ရောင်းရဲမယ်အဲ့ဒီသက်တာလေးနဲ့သက်ရှင်မှာဖြစ်တယ်အခုတော့ဒီနောက်ဆုံးတော့မဟုတ်သေးဘူးထင်တယ်နော်ဒီတပုတ်ဆရာကျွန်တော်ဆရာဘုတော်ဆိုခိုင်းတာဒီနေရာမှာတော့အိမ်ပြန်ခဲ့ပါဆိုတာလေးကျွန်တော်ဟောပေးလို့လေအိမ်ကိုပြန်ပြီးတော့ဝင်ရတော့ပြန်ပြရရစင်ပြလိုက်ဖြစ်တယ်အခုချိန်မှာအိမ်ပြန်ခဲ့ပါဆိုတဲ့ချင်းမျိုးအားဆက်ပြီးပါဆိုလိုက်တဲ့အခါနှလုံးသားကိုပြောတာဆန်းချင်းလေးကနေရာမှာပြေတော့မင်းဆိုင်ရာဒါရရွှေမျိုးတို့ကရစ်တော်ကိုယ်တိုင်အိမ်တော်တကားတင်တော်ကြည်နိုင်ဒီလုံးသားအိမ်တော်ပြင်ဆင်ပြီးရှိOh
တင်းဆရာရှိရဆိုလို့ရှိရင်သူရှိနေကျွန်တော်ထမင်းစားပေါ်တယ်မဟုတ်ဘာဝတ်စားတယ်လည်းမဟုတ်မိမယူလည်းဟောရှာမိတယ်အခုတူသားတယ်ပြောရတော့မယ်တကယ်ချင်းလို့သူပြောမိမရတော့မယ်ဆိုအကုန်လုံးတာပါသူရှိနေတော့တော့လိုချင်တာဖျားခင်ရှိကိုလိုချင်ပါလေဘာမလို့ဖျားခင်ရှိအဲ့ဒါအထေးတရားကိုရှိတယ်တော်တော်တကယ်ချမ်းသာတည်းဆိုဆွချင်တယ်ဘာမှမဆွချင်နေအစိုးရနဲ့ကြိုးကြိုးပဲနေရိုးမနေနိုင်တဲ့လူကတော့စတိုင်နဲ့ခိုက်ပြီးပါညာဝူဝူပါတယ်လောက်ပါဘုရားသခင်ရဲ့နေရာကြတယ်ဘုရားသားသမီးလိုပဲရိုးပဲနေတယ်ရိုးနေလိုက်ပြီဆိုလို့ရှိရင်ဒီလူကသိကြတယ်သူ့အနောက်မှာ background ကကြီးဦးကြီးတယ်သူ့ရဲ့ background မှာလူမဟုတ်ဘုရားပဲတိုင်းညာလို့မရဘူးဘုရားသခင်ရှိတဲ့ကိုယ်လုံခြုံတာဒီစီရဲ့ဘုရားနဲ့သွားလာပါတယ်ဆိုတော့တတိယနဲ့နေလဲလုံခြုံတယ်ဆိုတာဘုရားနဲ့နေဆိုကိုလုံခြုံအောင်ပါအဲ့တော့ဘုရားနဲ့နေခြင်းရဲ့တတရားပါတယ်ဆိုသူနေသလိုပဲကြောင်ရင်းတည်နေခြင်းသဘောရှိတယ်အသက်မွေးတော့တော့စားရဝေးရရှိတဲ့များနဲ့ရောင်ရည်ချင်းဆိုတော့ဒီတော့ကောင်းပြီးစီးစိမ်တာကျွန်တော်ပြောတယ်ဘုရားသခင်ကျွန်တော်ခင်ဗျာပူပူဆွဲချာလေးပြေးထားပါလားဒါမှမစိုးရင်အောင်ပြောတော့ဘုရားသခင်နင်းတော့ငါပြေးထားချင်ပါလေတဲ့နေရာဘာမှမဖြစ်ပါဘူးဒါပေမဲ့ဘေးကနေလောဘတဲ့နင်းအသက်လည်းမြဲနေအဲကြောင့်ငါမဝေးဘူးတဲ့အဲသူများကြောင့်ကျွန်တော်နေတာနည်းနည်းရှင်းသူများကြအားကြည့်တာအဲ့တော့ဘာမှမရှိတာကောင်းတယ်သူတို့ကကျွန်တော်ဘာမှဒုက္ခမတွေ့ဘူးကိုယ်လည်းလိုအပ်လို့ရှိပြားကလိုအပ်တဲ့နေရာအကုန်လုံးပြင်ဆင်ပေးတာပဲဟိုတလောဆိုထမင်းစားစရာမရှိတဲ့အခါကျတော့ခွေးရိုင်းနဲ့နေမကောင်းတော့သူ့ရဲ့အမေသားပြုတ်ကြီးနဲ့ထမင်းတွေကပိုးတယ်ကျွန်တော်အုပ်လိုက်တာခွေးကတော့ကျွန်တော်ကျွေးတယ်အိမ်မဲပြန်အောင်စရာကောင်းတယ်ဟိုခါတော့ဒရောင်းစားတယောက်လေးလည်းအဲ့လိုပဲဒရောင်းစားကျွန်တော်လာတောင်းတော့ကျွန်တော်ပြောတယ်မင်းတို့အားလို့ပတ်သက်ချီလက်တွေချီတယ်လုံးကိုင်စားမင်းတော်လူတွေကြာတာပဲလို့ငါလာတောင်းစားတယ်ဆိုတော့ဒါမဲ့လို့ငါလည်းကျွန်တော်တော့လူကောင်းတော့မဟုတ်ဘူးပါအခုမင်းတော့တောင်းစားတဲ့အချိန်မှာငါအိတ်ကလေးရှိတယ်နဲ့မင်းစီမှာရှင်လိုက်မင်းပုံများတယ်အရင်စင်းနေဆိုမင်းစီကငါရိုက်လို့ပြီးလို့ပါလေဦးလေးကတောင်းစားလာတယ်ကျွန်တော်သိတယ်သူအိတ်ကလေးမှာ3000 4000လောက်လို့ရှိတယ်တောင်းစားရဖောတယ်နော်မလုံးနဲ့ကျွန်တော်တောင်းစားကောင်းတော့မင်းမ3-4ယောက်နိုင်ကလေးမှာဟာပြောတာကျွန်တော်သိတာပေါ့ရော်ရဲကွင်းကျွန်တော်အကုန်သိတယ်အဲ့ဒါသူတို့နဲ့စကားပြောတော့မှကျွန်တော်လုံးလုံးစားမရှိဘူးမရှိဘူးဆိုလို့ရှိရင်မင်းတောင်းပေါ်ဘယ်သူမှကျွန်တော်အလုံးမပေးဘူးကျွန်တော်တောင်းစားပါဆိုအဲ့ဒါဆိုလို့ရှိရင်ငါချမ်းသာပြီဘုရားဆိုတာရှိဘယ်ဘုရားလဲဒီကောင်းပဲဘယ်ဘုရားလဲမင်းကလည်းဘုရားဆိုမှဘုရားဆိုတဲ့စကားကိုဘုရားပဲပိုင်တာဘုရားမိုးတာမပိုင်ဘူးဘုရားမိုးတာအများကြီးငါလည်းဘုရားဖြစ်ရှင်ခဲ့တာဒါပေမဲ့ငါဘယ်တော့မှဘုရားလို့မရအောင်ဆိုတာသိကြတယ်ပါသူရဟာတာပဲသူနဲ့စကားတွေပြောပြီးတော့ဟာစီတော့ရတဲ့သူဘုရားအလုပ်ပြီးဆိုမင်းလုပ်တော့ကျေးဇူးတင်နေတဲ့ကျွန်တော်တို့လည်းစကားပြောရတယ်မရှိဘူးလေကျွန်တော်စကားပြောပြတာကျေးဇူးတင်ပါတယ်အဲဆိုလည်းပြေတောက်သွားတယ်ရတယ်ရောက်မိုးလိုပဲစားသွားတယ်ကိုကျေးဇူးတင်နေပါလားကိုပျော်သွားတော့နော်အဲဆိုမှစားပါဦးကျေးဇူးတင်တယ်ပြီးသွားတော့မယ် thank you ပါပဲဒီကောင်ကျတော့ thank you ပဲလို့သွားသေးတယ်တော်သားလည်း thank you ပဲကြားတယ်တော့ပြောတယ်ကောဖက်သွားအဲကျွန်တော်ကောင်တာမှာပတ်စံသွားရှင်းတာပေါ့ပတ်စံသွားရှင်းတယ်ကောင်တာပြောတယ်ခုနပတ်စံရှင်းပြီးပြီဟာဖခင်ကဘယ်သူရှင်းတာခုနဦးလေးနဲ့စကားပြောတဲ့ကောင်လေးရှင်းသွားတယ်ဟာအဲ့ဒါတော်စားဟိုကောင်းတာလေးရီလိုက်တာသူကမသိပါဘူးလေကျွန်တော်ကြည့်နေဦးလေးအမျိုးမှလို့လေအဲ့ဒါပါဘောနော်တကယ်ဆိုရင်ဥစားမလိုပါအောင်ကျွန်တော်မာနတွေပါလေကျွန်တော်ဆွဲချထားလို့ရတယ်တောင်းစားလို့ရှိရင်ကိုယ်လည်းကျွေးတယ်တော်စားလည်းကျွေးတယ်ဘောနော်ကျွန်တော်လည်းကျွန်တော်တကယ်တင်သားပဲဟိုတောင်းမှာတောင်းလိုက်ကြမှာကျွန်တော်တို့ကလည်းလူကြီးမှာရှောက်ထောင်းတယ်လူတွေကလည်းပေးပါတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်တောင်းမှာဘုရားသခင်ပေါ့နော်ဘုရားသခင်စီတောင်းတဲ့ခါဒီလူတွေအားပြီးမဲ့ဘုရားသခင်ကပြန်ပြင်ဆင်လာတဲ့အေလိယရဲ့တက်တာတွေမှာလည်းဟိုကြီးကန်းရတာကျွေးတယ်တက်တည်တွေကျွန်တော်ရှိတာပေါ့နော်အများကြီးကျွန်တော်တို့မလိုအပ်တာဒီနေ့ဘုရားပဲဖြစ်တယ်ဘုရားကိုကျွန်တော်တကယ်ရပြီဆိုရင်ကျွန်တော်ရောင်းရဲစွာပြန်သက်ရှင်နေတယ်ရောင်းရဲစွာသက်ရှင်ခြင်းသဘောဟာကာကင်ဘုံတော်တင်ရှားရဖို့ပေါ့နော်သာရအသက်တရားကာလဟောင်းတဲ့ဒီကြီးတဲ့ဘဝတဲ့ပေါ့နောက်ဆုံးအသက်မွေးတော့ဆာဆိုရှင်များပြင်ကုန်ရှိမှပါတယ်Try
တိတ်မရောက်ရင်နိုင်မှုတွေတကယ်ပဲသိစကားနေတရားမသိတဲ့ဘဝတရားမောဟမောင်ဖို့နေတေလူမဖြစ်ခဲ့ပြီလားစီရဲ့ချမ်းသာလို့ဆိုရဘဝကိုတော့မလဲဒီမှာအတန်ဝဲလာရုံနာမစားတဲ့စကုပ်မြဲအောင်မေကပရိယာရှိပါမရောက်ရင်နိုင်မှုတွေမြေရမယ်နေစကားနဲ့တရားမသိတဲ့ဘဝတရားမောဟလိုက်စားဒေဝီဖြစ်ခဲ့ပြီလားစီရလုံးချမ်းသာလုံးဆုံးရဘဝကိုကျွန်တော်မလဲဒီပါကျေးဇူးတင်တယ်လူငယ်များကိုတစ်ချက်တော့မှာပြစေဆရာစိုးလေးဒီနေ့ကျွန်တော်တို့ရှေ့မှာဒီကဲလို့မှုတော်အထဲမှာပါဝင်ရခြင်းကအတိတ်တော့ချက်တစ်ချက်ရှိတယ်တကယ်ချင်းများသိသလားဆရာစိုးလေးဒီနေရာမှာကျွန်တော်တို့ရှေ့မှာရောက်လာခြင်းဟာဆရာဆုံးဝင်လေနောင်တရတဲ့နေရာကြီးဖျားရှင်ကသူ့ကိုပြန်ပြီးတော့ထုံမပြီးတော့အသက်ရှင်ကိုပေးတာဒါကြောင့်လူငယ်များနောင်တမရရင်တည်သွားမယ်မြန်မြန်နောင်တရကြပါဆရာဆုံးဝင်လေဒီတဲ့ဆိုးတဲ့လမ်းထဲမှာဒီတိုင်းပဲရှောက်နေတော့ဒီနေ့ဒီနေရာကျွန်တော်တို့တွေ့ရမှာမဟုတ်ဘူးဖျားရှင်အသုံးပြုမှာမဟုတ်ဘူးလူငယ်မဝင်များကိုလည်းဘုရားရှင်ကဒီကနေ့ကျွန်တော်တို့ကိုဖိတ်ခေါ်နေတာကျွန်တော်တို့ဘုရားရှင်ကကျွန်တော်တို့ကိုစိုက်ကြည့်နေတာနောင်တရမလားနောင်တရမလားကျွန်တော်တို့လူငယ်တွေအများကြီးဒီမှာရှူတဲ့လူတွေများရှိတယ်ကျွန်တော်လည်းလူပဲနောင်တမြရင်ဒီနေရာမှာမိတ်ဆွေများတွေ့ရမှာဟုတ်တယ်လူချိုးလေးကိုတွေ့ရမှာပေါ့မလားမိတ်ဆွေနောင်တရပါဒီကနေ့ဆရာဆုံးဝင်ကိုကြည့်ပြီးတော့ကျွန်တော်ကမြင့်ရကြပြီးတော့အရာဘုရားရှင်ကိုကျေးဇူးတင်တယ်ဆရာဆုံးဝင်လေနောက်တော့လဲလာပါအမြဲတမ်းဖိတ်ခေါ်ပါတယ်ဆရာချစ်စမောလည်းခေါ်လာပါတကယ်လို့သူမလာရင်ကျွန်တော်လည်းရှိတယ်ကျွန်တော်မသိတတ်ဘူးဆရာတို့ကအရန်ကျေးဇူးတင်တယ်ဆရာဆုံးဝင်ကိုခေါ်လာပေးတဲ့ဆရာကိုလည်းထူးကျေးဇူးတင်တယ်ဘုရားရှင်ကောင်းချီးပေးပါစေဒီဆရာဆုံးဝင်တို့ကသူတို့အလုပ်တွေများတော့ကျွန်တော်တို့နောက်မှာဒီကျွန်တော်တို့ဒီမှာရှေ့မှာလည်းတွေ့တယ်နော်ဒီနေ့တွေ့တဲ့အတိုင်းပဲလာကုန်တဲ့နောက်ဆုံးပတ်မှာဆိုကျွန်တော်ပွဲတော်တုံးတယ်ဒါကြောင့်ဆရာဆုံးဝင်တို့ကတင်းတော်လူကြီးနဲ့ပြင်ထွက်တဲ့ခါမှာကျွန်တော်တို့နောက်မှာဂျန်ပြီးတော့ပွဲတော်ထဲမှာလည်းပေါဝင်ရအောင်ခဏလေးဆုတောင်းမယ်ကောင်းရဆုံးနေတော့ဘုံတော်ကျွန်တော်တို့လည်းဆိုတော့ဖခင်ရှင်ဒီကနေ့ဆရာဆုံးဝင်ကိုဒီနေရာပုဆောင်ပေးတဲ့တော့ကြောင့်နာမတော်ကိုကောင်းချီးပေးပါတယ်ဆက်လက်ပြီးတော့ဖခင်ရှင်ကိုရောရဲ့အစင်ကိုတိုးပြပါရှေသောသက်တာပြင်ဆင်ပေးပါရောက်တဲ့နေရာမှာဘုရားအတွက်စက်ကပ်လူပန်းကို
အတ္တတာဖြစ်ဖျားရှင်အသုံးပြုပေးတော်မူပါဒီနေရာမှာရောက်လာကြတဲ့လူငယ်များအရောက်တိုင်းရဲ့နှလုံးသားကိုဖျားရှင်ပြုပြင်ပေးပါနောင်တအရစေတော်မူပါ ဒီညတော့နော်လာပြီးမှအားပေးတဲ့ခံပြီးတဲ့ဆန်ဆုံးရောသူကြည့်ပြီးရှိကြောင်းပြောလို့ပါတယ်ဒါတို့အတိတ်တော့နေလဲဆိုနေနေကျေးဇူးထားပါတယ်လို့ကျေးဇူးဒီလက်ဆောင်ကိုလက်ခံပေးပြီးဆရာဆုံးဝိလူကြီးရှင်နာမှာဖြစ်ပေါ်ပါတယ်တင်ပြီးလက်ဆောင်လက်ခံပေးပါဂျိုးဆက်ဂျိုးဆက်ဟောဆရာဂျိုးဆက် sorry အားလုံးကိုကျေးဇူးတင်ရှိပါတယ်ဒီကနေ့ဒီမှာရောက်ရှိလာတဲ့လူကြီးများအရောက်ရှိတဲ့နေရာမှာလည်းဖျားဆက်စပေါင်းကြည့်ပါစေ။တော့ဘယ်လိုလဲနာမည်ပြောပါလဲ။ဆရာတင်ကြီးလက်ခံပြပါ။